ဒါကတော့နီးပညာတွေထွန်းကားပြီးမောင်မိုက်တဲ့အနာဂတ်မျိုးကြီးတစ်မျိုးမှာဖြစ်ခဲ့တဲ့ Agent Ali the Movie ရဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။အတိတ်ကဒဏ်ရာနဲ့ကလေးစားချေမှုဇာတ်လမ်းကိုလွန်ခဲ့တဲ့15နှစ်ကစိတ်ကန်းတစ်ခုမှစာပွင့်ထားတယ်။အဲ့ဒီတုန်းကအာလီယာနဲ့နစ်ကီဆိုတဲ့တငယ်ချင်းမလေးနှစ်ယောက်ဟာသူတို့ရဲ့တငယ်ချင်းမခ ्या အသက်ရှင်ဖို့အတွက်လူလုံးနှလုံးအတုတစ်ခုကိုတွားခိုးကြတာပါ။အဲ့ဒီမှာသူတို့နှစ်ယောက်ကိုဟီးရိုးအဖွဲ့တစ်ခုကဝိုင်းတိုက်ခိုက်ကြတယ်။အခြေအနေမဟန်တော့တဲ့အစုံအာလီယာကသူ့ကိုယ်သူအဖမ်းခံပြီးနစ်ကီကိုနှလုံးအတုပေးပြီးလွှတ်ပေးလိုက်ပါတယ်။ဒီလိုနဲ့အာလီယာဟာအဖွဲ့အစည်းတစ်ခုတည်းရောက်သွားပြီးနစ်ကီကတော့နာချီချက်တွေနဲ့ကြံရခဲ့တာပေါ့။ပစ္စုပန်ကာလ Agent Ali ရဲ့စွန့်စားခန်းအခုလက်ရှိမှာတော့ Cyber ဆိုတဲ့နီးပညာမြင်မျိုးကြီးမှာ Ali ဆိုတဲ့ကောင်လေးဟာ MTA ဆိုတဲ့ Super Agent အဖွဲ့မှာတာဝန်ထမ်းဆောင်နေပါတယ်။တရက်တော့မျိုးတော်ဝင်စီးလာတဲ့လေရင်အတိုက်ခိုက်ခံရလို့ Ali တို့အဖွဲ့တွားခဲ့ကြရတယ်။အဲ့ဒီမှာ Ali က IRS လို့ခေါ်တဲ့နီးပညာမျက်မှန်ကိုတုံးပြီးရန်သူတွေကိုနှိမ်နင်းခဲ့ပြီးမြဲအဖွဲ့ကသူ့ကို override mode ဆိုတဲ့စက်ပစ္စည်းတွေကိုထိန်းချုပ်နိုင်တဲ့စွမ်းအားမြင့်စနစ်ကိုသုံးခွင့်မပေးလို့စိတ်မကောင်းခင်နေကြတာ။အိမ်ပြန်ရောက်တဲ့အခါအာလီဟာသူ့ရဲ့ကွယ်လွန်သွားပြီးဖြစ်တဲ့အမေအာလီယာရဲ့ပစ္စည်းဟောင်းတွေကိုရှာဖွေရင်း flash drive တစ်ခုနဲ့ထူးဆန်းတဲ့တစိတ်တစ်ခုကိုတွေ့သွားပါတယ်။မမျော်လင့်ပဲတွေ့ဆုံခြင်းနောက်ပိုင်းမှာမြို့တဲကလက်နက်မှောင်ခိုကွိုင်းကိုလိုက်ဖမ်းရင်အာလီဟာနစ်ကီနဲ့ပြန်ဆုံပါတယ်။အာလီကသူ့အမေပစ္စည်းတွေကတစိတ်ကိုပြလိုက်တဲ့အခါနစ်ကီကဒါဟာသူ့အမေရဲ့တငယ်ချင်းအရင်ခေါက်ဆိုတာတီးသွားပြီးအာလီကိုသူတို့နေတဲ့စင်ရဲသားရက်ွက်လေးစီခေါ်သွားပါတယ်။နစ်ကီကအာလီကိုငါတို့ကဒီမျိုးကြီးရဲ့နီးပညာအတီးအဖွင့်တွေကိုမခံစားရပဲအပယ်ခံထားရတာဒါကြောင့်ငါတို့ရှင်တန်ဖို့အတွက်Azorium စွမ်းအားသုံးလီကိုခိုးနေရတာလို့ပြောပြီးအာလီကိုတင်သွင်းလိုက်ပါတယ်။အာလီလည်းသူ့အမေရဲ့တငယ်ချင်းဆိုတော့ယုံကြည်ပြီး MTA အဖွဲ့ကိုတစ္ဆာဖောက်ကနစ်ကီဂျိုကိုကူညီပြီးစွမ်းအားသုံးလီခိုးပေးခဲ့ပါတယ်။အမှန်တရားနဲ့နောင်တဒါပေမဲ့နောက်ပိုင်းမှာတော့အာလီတခုတတိထားမိလာတယ်။နစ်ကီဟာရွာသားတွေကိုကူညီဖို့ထက်မြို့ကြီးကိုဖျက်ဆီးဖို့လက်နက်တွေထုတ်လုံနေတာပါ။တကယ်တော့အာလီအမေအာလီယာဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကနစ်ကီပစ်လုပ်လိုက်တဲ့တုံးချက်တွေကိုလူတွေမသေးအောင်သူ့အသက်နဲ့လဲပြီးတားဆီးခဲ့တာဖြစ်ကြောင်းသိလိုက်ရတဲ့အချိန်မှာတော့အာလီအယမ်းနောင်တရသွားပါတယ်။နစ်ကီဟာအာလီစီကရတဲ့အချက်လက်တွေနဲ့ IRS နီးပညာကိုအစိမ့်မြင်ပြီးမြို့တော်ဝင်ကိုလှုပ်ကြံဖို့ကြိုးစားပါတော့တယ်။စသိန်းခန်းသူတယောက်ကောင်းတို့ရဲ့အောင်ပွဲစသိန်းပိုင်းမှာတော့နစ်ကီဟာအစင်းမြင့်စရုပ်ကြီးတွေနဲ့မြို့ကိုတိုက်ခိုက်ပါတော့တယ်။ MTA agent တွေအားလုံးကိုလည်းနီးပညာနဲ့ထိန်းချုပ်လိုက်နိုင်ပါတယ်။အခြေအနေတွေအရန်ဆိုးရွားနေချိန်မှာအာလီဟာသူ့ရဲ့ override mode ကိုအပြည့်အဝအထုံးချပြီးနစ်ကီရဲ့အကြံအစီတွေကိုရဲရဲဝံ့ဝံ့နှိမ်နင်းလိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့နစ်ကီကိုဖမ်းဆီးနိုင်ခဲ့ပြီးအာလီလည်းသူ့အမေရဲ့လမ်းစဉ်အတိုင်းမြို့သားတွေကိုတကယ်ကာကွယ်ပေးတဲ့ agent စစ်ထစ်လာခဲ့ပါတော့တယ်။ဇလန်လေးကတော့ထားပါပဲဗျာဒီဇလန်ရဲ့အပိုင်း2ကိုသိချင်သေးတယ်ဆိုရင်တော့ကျွန်တော်ကိုပြောပြပေးပါအောင်ထပ်ပြောပြပေးပါမယ်